တာမဏေကျော်ဘွဲ့ရတဲ့ပုဂ္ဂိုလ်တွေပါစာသင်သားတွေထဲမှာပေါ်လာအဲ့တော့ဆရာတော်ကြီးရဲ့ဆန္ဒအတိုင်းစာသင်တိုက်တွေတော်များများမှာတာမဏေကျော်တို့ငလတိဓမ္မစရိယာတို့ပြီးဝန်သားတို့ဒီလိုဆောင်ပွဲတွေကိုလုပ်နေကြတာမြန်မာတွေပဲများသို့တော်လည်းပဲသာသနာကမြန်မာအတွက်တည်းပေါ်လာတာမဟုတ်ဘဲနဲ့ကမ္ဘာသူကမ္ဘာသားတွေအားလုံးအတွက်ပေါ်လာတာဖြစ်တော့သာသနာနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေလည်းပဲတခြားနိုင်ငံတွေမှာရှိနေကြတယ်အဲ့ဒါတွေကိုတို့ကဖော်ထုတ်ပေးဖို့လိုတယ်ဖော်ထုတ်ပေးဖို့လိုတဲ့အတွက်ကျန်တဲ့နိုင်ငံကကလေးတွေကိုလည်းပဲဒီမှာတာမဏေတွေဝတ်ပေးပြီးမှဖြည်းဖြည်းနဲ့ကာကြီးခောက်တွေစတင်ပေးလိုက်တာအဲ့တော့ဇွဲရှိတဲ့ပုဂ္ဂိုလ်တွေပေါ့ဇွဲရှိတဲ့ပုဂ္ဂိုလ်တွေကိုကြံရတော့ဟုတ်တယ်နော်ဇွဲမရှိတဲ့ပုဂ္ဂိုလ်တွေဘယ်ရောက်သွားလဲပြန်ပြေးဖို့ကိုယ်ရင်လေးတွေနည်းနည်းပါးပါးရောက်လာဘယ်ကိုယ်ရင်နေလို့ဆိုတော့စင်ကြိုင်မျိုးဓမ္မဝိနည်းအကြောင်းက10ပါးပို့ပြီနောက်ပိုင်းကိုယ်လေးတွေတရုတ်တို့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့အီလန်ကာတို့စတဲ့ကိုယ်လေးတွေဖြည်းဖြည်းနဲ့ရောက်အစပိုင်းမှာတော့အခက်အခဲမျိုးစုံနော်ဘာသာစကားအခက်အခဲရောပြီးတော့ကျောင်းကလည်းပဲစတဲ့လာစဆိုတော့ဘာမှမပြည့်စုံအဲ့လိုဖြည်းဖြည်းနဲ့လောက်လာလိုက်တာအခုတော့ဘယ်လိုဖြစ်လာတော့ဆိုတော့ဦးဇင်းနေကိုယ်နေလည်းပဲတော်များများရှိလာတယ်တန်ခါ120 130ဝန်းကျင်လောက်ရှိတယ်ပေါ့